1999 ခုနှစ်ချစ်သူများနဲ့ဟောင်ကောင်မြို့ရဲ့လမ်းတွေပေါ်မှာပျော်ရွှင်နေကြတဲ့ချစ်သူဆောင်တွေနဲ့စီကားလိုနေပါတယ်။အတွေးတွေဟာတယောက်နဲ့တယောက်ပန်းစည်းနဲ့ချောကလက်တွေကိုအပြန်အလှန်ပေးကြရင် romantic ဆန်တဲ့အခိုက်အတန့်ကိုဖန်တီးနေခဲ့ကြတာပါ။တစ်မျိုးလုံးကအချစ်ရဲ့အထိမ်းအမှတ်ပွဲတော်ကြီးကိုပါဝင်ဆင်နွှဲနေကြပုံပေါ်ပါတယ်။ဒါပေမဲ့အသက်23နှစ်အရွယ်လောင်ရှင်းစင်ဆိုသူကဒီအခိုက်အတန့်ကိုခံစားဖို့အချိန်ရှိမနေခဲ့ပါဘူး။သူဟာမကောင်းတဲ့ခံစားချက်တွေရနေခဲ့ပြီးနောက် Tai Hing Estate ထွန်မွန်မှာရှိတဲ့အတိုက်ခန်းအဆောက်အအုံတစ်ခုကိုသူခတ်သက်သက်လေးလျှောက်လာခဲ့ပါတယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းဟာသူ့ဖုန်းကိုမကင်တာရက်အနည်းငယ်ရှိနေပြီဖြစ်တာကြောင့်သူ့တငယ်ချင်းဘာတွေဖြစ်နေလဲဆိုတာကိုစစ်ဆေးဖို့ဒီတိုက်ခန်းကိုသူရောက်လာခဲ့တာပါ။သူတကားကိုခောက်လိုက်ပေမဲ့တိုက်ခန်းထဲကနေဘာအတမ်းမှထွက်မလာခဲ့ပါဘူး။တငယ်ချင်းဖြစ်သူရဲ့နာမည်ကိုအော်ခေါ်ပေမဲ့လေဘာတုံ့ပြန်မှုမှမရပြန်ပါဘူး။နောက်ပြီးလောက်ရှင်းစင်ကအနံ့တစ်ခုခုရနေတယ်လို့ခံစားနေရပြီးဒီအနံ့ကတစ်ခုခုပုတ်နေတယ်လို့မျိုးမတတိစရာကောင်းတဲ့အနံ့မျိုးဖြစ်ပါတယ်။ဒါပေမဲ့သူတိတ်တော့မသေးချပါဘူး။အနံ့ကပေါ်လာလိုက်ပျောက်သွားလိုက်နေမို့သူထင်မိထင်ရတွေထင်နေတာလို့လေလောက်ရှင်းစင်ကတွေးနေခဲ့ပါတယ်။သူ့တငယ်ချင်းအိမ်မှာမရှိတာလည်းဖြစ်နေနိုင်တာပဲလို့တွေးလိုက်ပေမဲ့လို့သူ့ရဲ့သင်္ခါမကင်းဖြစ်နေတဲ့စိတ်ကြောင့်သူဒီနေရာကနေလိပ်ပြန်မသွားနိုင်ဖြစ်နေခဲ့ပြန်ပါတယ်။အဲ့တော့လောက်ရှင်းစင်ကသူ့တငယ်ချင်းရဲ့ညီဖြစ်သူကိုဖုန်းဆက်ခေါ်လိုက်တာပါ။ညီဖြစ်သူစီမှာတိုက်ခန်းရဲ့နောက်ထပ်တော့တစ်ချောင်းရှိလို့နေတာကြောင့်ပါ။ညီဖြစ်သူရောက်လာတဲ့အခါမှာတော့သူ့စီမှာရှိတဲ့တော့နဲ့တိုက်ခန်းကိုဖွင့်ကြပေမဲ့ဖွင့်မရခဲ့ပါဘူး။အကြောင်းရင်းကတော့တကားတော့အောင်ကိုလဲထားတာကြောင့်ပါ။အနောက်မှာတော့သူတို့ရဲကိုခေါ်လိုက်ကြပြီးရဲတွေရောက်လာခဲ့ကြပါတယ်။ရဲတွေကတကားကိုဖွင့်လိုက်ကြတဲ့အချိန်မှာတော့တိုက်ခန်းထဲမှာဘယ်သူမှရှိမနေပဲအရန်ကိုတိတ်ဆိတ်နေပြီးနေရံပေါ်မှာမဲအစွန်းအထင်းကွက်ကြီးတွေကိုတွေ့လိုက်ကြရပါတယ်။ဒီအစွန်းထင်းတွေက၆တွေ့ပြီးအတော်လေးကြာနေတဲ့ပုံပေါ်ပါတယ်။တိုက်ခန်းရဲ့နောက်တနေရာမှာတော့တန်တစ်တာတစ်လုံးရှိနေခဲ့တာပါ။ရဲအရာရှိဟာဒီတစ်တာအဖောင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စားတွေအပြည့်ထည့်ထားတာကိုတွေ့ကြရတာပါ။စားတွေရဲ့အောက်မှာတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထည့်ထားခဲ့တာဖြစ်ပါတယ်။ဒါကအမျိုးသားတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပြီးအပိုင်းပိုင်းခုတ်ထစ်ပြီးတော့ဒီတစ်တာထဲဟာအပေါ်ကစားတွေဖုံထားခဲ့တာပါ။ဒါပေမဲ့သူ့မျက်နှာကိုတော့ဘယ်သူပဲဝါဖြစ်တယ်ဆိုတာကိုသိချလေးသိနိုင်ပါသေးတယ်။သူကလောင်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့အသက်22နှစ်အရွယ်ရှန်ဝေမန်ပဲဖြစ်ပါတယ်။သူသေဆုံးနေတာဟာ4ရက်ရှိနေပြီဖြစ်ပြီးတော့သူ့ကိုတတ်ပြီးဒီလိုလှုပ်သွားတဲ့သူကသူနဲ့ရင်းနှီးပြီးသားသူ့တိုက်ခန်းတော်ရှိသူတယောက်ဖြစ်နိုင်ပါတယ်။တိုက်ခန်းကတော့ပိတ်ထားခဲ့တာကြောင့်ဘသူမှသူတိုက်ခန်းထဲမှာတည်နေတာကိုမသိခဲ့ကြပါဘူး။ဒီတော့အဲ့ဒီလူကဘသူလဲ။ရှန်ငွေမန်ဆိုသူကသူ့တငယ်ချင်းတွေအတော့တော့အရန်ကိုမှတက်စာရှိသူတယောက်ဖြစ်ပြီးဘယ်အချိန်မဆိုသူ့စီကနေအကူအညီတောင်းလို့ရပါတယ်။အကူအညီတောင်းလိုက်တဲ့အခါတိုင်းသူကရောက်လာတတ်ပြီးတော့ဘာမေးခွန်းမှမေးမနေဘဲနဲ့ကိုကူညီပေးတတ်တာပါ။ဒါပေမဲ့ရှန်ငွေမန်မှာတခြားသောအမောင်ဖက်ချန်ရှိနေခဲ့ပြီးသူကအကြောင်းပညာရေးကိုစိတ်မဝင်စားပဲအသက်ငယ်ငယ်ရွယ်နဲ့အိမ်ကိုစွန့်ခွာလာသူတယောက်ဖြစ်ပါတယ်။သူကအရန်ကိုဒေါသကြီးသူတယောက်လေးဖြစ်တာကြောင့်ဘယ်အလုပ်မှကြာမမြဲခဲ့ပါဘူးအချိန်ပိုင်းအလုပ်တွေကိုဝင်လုပ်တယ်လို့သူ့ရဲ့အခန်းခါနဲ့အတုံးစရိတ်တွေအဆင်ပြေစေဖို့တခြားသောမတမာတဲ့အလုပ်တချို့ကိုလည်းအခွင့်အရေးရရင်ရတယ်လို့လုပ်ကင်ခဲ့ပါတယ်ရှန်ငွေမန်ဟာဟောင်ကောင်ရဲ့ဂိုင်းတစ်ခုနဲ့လည်းပတ်သက်ခဲ့ဘူးတာဖြစ်ပြီးခိုးတာလူတာဓမြတိုက်တာစတဲ့အသေးအမွားအမှုတွေကိုကျူးလွန်ခဲ့ပေမဲ့တခါမှတော့ရေးလက်ထဲမှာအဖမ်းမခံခဲ့ရဘူးပါဘူးသူ့တငယ်ချင်းတွေကလည်းရှန်ငွေမန်ဒါတွေလုံနေတာကိုသိကြပေမဲ့ဘာမှမေးခွန်းမထုတ်ခဲ့ကြပါဘူးရှန်ရဲ့အလောင်းကိုရှာတွေ့ခဲ့တဲ့လောက်ရှင်းစင်ကအရင်နှိမ့်ဆုံးတငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်ပါတယ်ရဲကလောင်ကိုရှမ်းနဲ့တွေ့ခဲ့တဲ့နောက်ဆုံးအချိန်ကပဲအချိန်လေးလို့မေးခဲ့ပါတယ်။ဒါက February 10 ရက်နေ့ပါ။တိုက်ခန်းတကားကပွင့်နေခဲ့ပေမဲ့ရှောင်းကိုတော့မတွေ့ခဲ့ရပါဘူး။အမျိုးသမီးတယောက်ကိုသာတွေ့ခဲ့ရပြီးသူမကငငယ်ချောချောလေးပေမဲ့အေးဆက်နဲ့တင်းငင်အေးဆေးတဲ့ပုံရှိပြီးခမန်းရခက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူမကလောင်ကိုရှမ်းအခန်းမှာမရှိဘူးဆိုပြီးပြန်ဖို့ကိုမြန်မြန်လေးပြောခဲ့ပါတယ်။အနောက်မှာတော့လောင်လေးတိုက်ခန်းကနေပြန်ခဲ့လိုက်ပါတယ်။ရဲတွေကအကောင်မလေးကဘသူလဲလို့မေးတဲ့အခါမှာတော့လောင်ကအဲ့ဒါရှန်ရဲ့ကောင်မလေးလို့ဆိုပါတယ်။လောင်ကဒီကောင်မလေးရဲ့အကြောင်းကိုသိချာမသိခဲ့သလိုသူမကတခြားရှန်တငယ်ချင်းတွေနဲ့ရောနောမနေပဲတိချလေးနေတတ်တယ်လို့လောင်ကပြောပြခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့နာမည်ကိုတော့လောင်ကသိနေခဲ့တာပါ။ရှင်ပုံမန်ဒါကသူမရဲ့နာမည်ပါဒီတော့ရဲကသူမရဲ့နာမည်နဲ့သူမဘယ်သူလဲဆိုတဲ့အချက်အလက်တွေကိုရရှိခဲ့တဲ့နောက်အမှုလိုက်ဖို့ပို့အဆင်ပြေသွားခဲ့ပါပြီ
February 16မှာတော့ရဲစခန်းကိုအမျိုးသားတစ်ယောက်ကရောက်လာခဲ့ပြီးရဲတွေတကယ့်ကိုလိုအပ်နေတဲ့သတင်းအချက်အလက်ကိုပေးလာခဲ့ပါတယ်။ဒီလူကလောင်ကွမ်းဝမ်ဆိုသူဖြစ်ပြီးတော့သူကပကြီးစရာတစ်ယောက်ဖြစ်ပါတယ်။လောင်ကွမ်းဝမ်ဟာရှန်ကျင်လင်နေတဲ့အတိုင်းအဝိုင်းနဲ့လုံးလုံးမသက်ဆိုင်တဲ့သူတစ်ယောက်ပါ။သူ့ရဲ့ပြောပြချက်အရသူဟာသူ့တငယ်ချင်းဖြစ်တဲ့ရှင်ပုံမှန်စီကနေဖုန်းကောလက်ခံရရှိခဲ့ပြီးသူမကတစုံတစ်ယောက်ကိုတတ်လိုက်မိကြောင်းပြောပြခဲ့ပြီးတော့သူ့ကိုကူညီပေးဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူဒါကိုမလုပ်ပေးနိုင်ဘူးလို့လောင်ကွမ်ဝန်ကညင်းဆိုခဲ့ပါတယ်။နောက်ပြီးသူကသူမကိုအဖမ်းခံဖို့ပြောခဲ့ပြီးနောက်သူကိုယ်တိုင်ရဲစခန်းကိုရောက်လာခဲ့တာပါ။ပြီးတော့ရဲတွေကလောင်ကွမ်ဝန်ကိုရဲစခန်းကိုရောက်လာပြီးသူမရဲ့အကြောင်းကိုပြောပြခဲ့တာကိုသူမမသိစေနဲ့လို့ပြောခဲ့ကြပါတယ်။နောက်တစ်ချိန်သူမဖုန်းဆက်လာတဲ့အခါမှသာသူမနဲ့တွေ့ဖို့သဘောတူလိုက်ဖို့နဲ့နေရာတစ်ခုရွေးပြီးအဲ့ဒီနေရာကဘယ်နေရာလဲဆိုတာကိုသူတို့ကိုပြောပြဖို့ရဲတွေကပြောကြားခဲ့ကြပါတယ်။လောင်ကွမ်ဝန်ရဲစခန်းကနေထွက်လာတဲ့အချိန်မှာပဲသူ့ရဲ့ဖုန်းကချက်ချင်းဆက်သလိုထမြင်လာခဲ့ပါတယ်။ဒါကတေချာပေါက်ရှင်ပုံမှန်စီကဖုန်းပါ။သူကရဲတွေပြောသလိုပဲသူမနဲ့တွေ့ဖို့သဘောတူလိုက်ပြီးတဲ့နောက်ရဲတွေကိုဘယ်နေရာလဲဆိုတာကိုပြောပြခဲ့ပါတယ်။သူ့ကိုတွေ့ဖို့ချိန်တဲ့နေရာကဟောင်ကောင်မြို့လေမန်ကောင်မှာရှိတဲ့အဆောက်အုံတစ်ခုမှာပါ။ February 26ရက်နေ့မှာတော့ရဲတွေကအဆောက်အုံပတ်လေးကိုနေရာယူထားခဲ့ကြပါတယ်။အမျိုးသမီးတစ်ယောက်ကသူမရဲ့ဘေးမှာကလေးငယ်လေးတစ်ယောက်နဲ့အတူရောက်လာခဲ့ပါတယ်။ရဲတွေသူမကိုဖမ်းလိုက်တဲ့အချိန်မှာရင်ပုံမှန်ကဘာခုခံတာမှမလုပ်ဘဲအဖမ်းခံခဲ့ပါတယ်။သူမနဲ့အတူပါလာခဲ့တဲ့ကလေးကသူမရဲ့သမီးလေးရင်ဝင်ကျုံပဲဖြစ်ပါတယ်။ဒီတော့ရှင်ပုံမှန်ဆိုတဲ့အမျိုးသမီးကဘာတူလဲရှင်ပုံမှန်ကို1980ခုနှစ်ဟောင်ကောင်မှာမွေးဖွားခဲ့ပြီးသူမရဲ့မိဘတွေကတော့လဆအနေငယ်ရတဲ့တာမန်ဆက်ယုံအလုပ်သမားတွေဖြစ်ကြပါတယ်။မိဘတွေကသူတို့ရဲ့သမီးလေးရှင်ပုံမှန်ကိုအရန်ချစ်ကြပြီးတော့သမီးဖြစ်သူအတွက်အမြဲတမ်းလေးဂုဏ်ယူနေခဲ့ကြပါတယ်။ရှင်ပုံမှန်ဟာငယ်ငယ်လေးကတည်းကရုပ်ရည်ချောမောပြီးထက်မြက်သလိုစကားပြောလဲအလွန်သိမ်မွေ့သူဖြစ်ပါတယ်။အနီးနားချင်းတွေနဲ့ဆရာမတွေစီမှာအတိမတ်ပြုခံရတဲ့ရှင်ပုံမှန်ကိုအတန်းဖော်မိန်ကလေးတငယ်ချင်းတချို့ကတော့အမြင်မကြည့်ဖြစ်နေခဲ့ကြပါတယ်။ဒါနဲ့ပဲသူမနဲ့ပတ်သက်တဲ့မဟုတ်မမှန်တဲ့ကောလာဟာလာတွေကိုဖြန့်ခဲ့ကြတာကြောင့်ရှင်ပုံမှန်ကသူမကိုသူမမထင်ပေါ်အောင်အာယုံဆိုင်မခံရအောင်နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒါကအလုံးမဖြစ်ခဲ့ပါဘူး။သူမအသက်14နှစ်မှာအရေးချင်းရှိသူတွေကိုရှာဖွေနေတဲ့ producer တယောက်ကသူမကိုလမ်းမှာတွေ့သွားခဲ့ပြီးတဲ့နောက်သူမဟာခေါင်းလျှော့ရေးကြော်ညာတစ်ခုကိုရိုက်ကူးခွင့်ရခဲ့ပါတယ်။သူမကြော်ညာပေးတဲ့ခေါင်းလျှော့ရေးကတကယ်ပဲပေါက်သွားခဲ့တာပါ။ချက်ချင်းဆိုသလိုရင်ကြီးမျက်နှာကိုနေရာတိုင်းမှာတွေ့လာရပါတယ်။သူမကိုလောင်ပြောင်ပြောဆိုမှုတွေကရပ်တန့်သွားခဲ့ပြီးလူတွေစီကနေအာယုံစိုက်မှုတွေကိုတဖန်ရလာခဲ့ပါတယ်။ဒါရိုက်တာတယောက်ကလည်းအလုပ်အတွက်သူမစီကိုချင်းကပ်လာခဲ့ပါတယ်။ဒါပေမဲ့သူမဒါကိုညှင်းဆို့ခဲ့ပါတယ်။သူမကကျောင်းကိုဆက်တက်ချင်ခဲ့ပြီးတော့တာမန်ဘဝလေးနဲ့ပဲနေချင်သူပါ။အသက်15နှစ်မှာတော့ရင်စီမှာအရင်နှီးဆုံးတငယ်ချင်းတယောက်ရှိလာခဲ့ပြီးသူကကာရာအိုကေဘားမှာအချိန်ပိုင်းအလုပ်လုပ်လေးရှိသူပါရှင်အားတဲ့အချိန်တိုင်းမှာသူမရဲ့တငယ်ချင်းစီကိုတွားလေတတ်ပါတယ်ရှန်ခွေမန်ဟာလည်းဒီဘားမှာပဲအလုပ်လုပ်တာဖြစ်ပြီးရှင်တကားကနေဖြတ်သွားတဲ့အခါတိုင်းမှာသူ့အချီတွေကိုသူမစီကနေမခွာနိုင်ခဲ့ပါဘူးအဲ့ဒီတော့ရှန်ဟာအသက်16နှစ်ဖြစ်ပြီးရှင်ရဲ့အကြောင်းတွေကိုသူမတငယ်ချင်းကနေတစင်ပိုသိခွင့်ရခဲ့ပါတယ်တဖြည်းဖြည်းရင်နဲ့ရင်းနှီးမှုရအောင်လုပ်ရင်ခင်မင်ကြီးနှီးသွားတဲ့အခါမှာတော့ရှန်ကရင်နဲ့သူမရဲ့တငယ်ချင်းကိုသူ့တိုက်ခန်းကိုမကြာခဏအလေခေါ်လေးရှိပါတယ်ဒီလိုနဲ့တညနေမှာတော့ရှန်ကရင်တယောက်သေးကိုပဲသူ့တိုက်ခန်းကိုလိုက်လေဖို့ဖိတ်ခဲ့ပြီးရှင်ကလည်းရှန်ကိုယုံကြည်တဲ့အတွက်လိုက်လာခဲ့ပါတယ်အနောက်မှာတော့ရှန်ကရင်ကိုသူမရဲ့ဆန္ဒမပါပဲအတင်းအကျပ်ကျူးလွန်ခဲ့တာပါအသက်15နှစ်အရွယ်ရင်ကအရန်ကိုထိတ်လန့်ကြောက်ရွံ့နေခဲ့ပြီးတော့တစ်ဖက်မှာလည်းပညာသင်ကြားနေစေဖြစ်တာကြောင့်ဒီကိစ္စတွေကိုပိုပြီးမကြီးထွားစေဖို့ရဲကိုမတိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့မိဘတွေကိုလည်းဒီအကြောင်းကိုမပြောခဲ့ပါဘူး။ဒီအကြောင်းကိုလူတွေသာသိသွားခဲ့ရင်သူမကိုဘာတွေပြောကြမလဲဆိုတာကိုအရန်စိုးရိမ်တဲ့အတွက်ရှင်ကဘသူ့ကိုမှမပြောဘဲတိတ်ဆိတ်စွာနဲ့နာကျင်မှုတွေကိုတယောက်တည်းသိမ်းဆည်းထားခဲ့ပြီးဒီကိစ္စကိုမေးဖြောက်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရှန်ကတော့ရှင်အနာကနေမခွာနိုင်ခဲ့ပဲသူမကိုအရန်ချစ်တဲ့အတွက်အသိစိတ်လွတ်သွားခဲ့တာလို့ပြောခဲ့ပါတယ်။သူလုပ်ခဲ့တာတွေအတွက်ရှန်ကသူမကိုတောင်းပန်ခဲ့ပြီးသူမအပေါ်ကောင်းပေးပြီးတော့သူမအနာရှိနေဖို့ကိုကြိုးစားနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှင်ကရှန်ကိုခွင့်လွှတ်လိုက်ပြီးတဲ့နောက်သူနဲ့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
1994အကောင်လောက်မှာရှင်တယောက်နေမကောင်းဖြစ်ခဲ့ပြီးတော့မူးဝေတာမောတာတွေဖြစ်လာခဲ့ပြီးဆရာဝန်စီသွားပြတဲ့အခါမှာတော့သူမစီမှာကိုဝင်ရှိနေပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီသတင်းကသူမကိုအရန်ဆိုးထိတ်စေခဲ့တာပါ။သူမရဲ့မိဘတွေကိုဒီအကြောင်းပြောပြဖို့အတွက်ရှင်အရန်ကိုကြောက်နေခဲ့တယ်လို့ဒါတွေကိုတယောက်တည်းရင်ဆိုင်ရမှလည်းအရန်ကိုကြောက်နေခဲ့တာပါဒီတော့ရှင်ကရှန်စီကိုတွားတွေ့ခဲ့ပါတယ်ရှန်ကသူမကိုချက်ချင်းပဲကိုဝင်ဖြတ်ချမယ်စေခန့်စီကိုခေါ်သွားခဲ့တာပါဒါပေမဲ့သူ့အစီအစဉ်ကအလုံးမဖြစ်ခဲ့ပဲဆရာဝန်ကရှင်ရဲ့ကိုဝင်ဖြတ်ချဖို့ကိုညှင်းဆို့ခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ကအရန်ကိုအားနေနေတယ်လို့သူမကအရန်လေးငေသေးတဲ့အတွက်တကယ်လို့ဒီအခြေအနေမှာဒါကိုဝင်ဖြတ်ချလိုက်မယ်ဆိုရင်အသက်အန္တရာယ်ရှိတယ်လို့ဆိုပါတယ်ဒီတော့ရွေးချယ်ခွင့်ကတစ်ခုတည်းသာရှိပြီးဒီကလေးကိုမွေးမရမှာပါသူမရဲ့မိဘတွေနဲ့တခြားသူတွေတည်သွားမှာကိုကြောက်နေခဲ့တဲ့ရင်ကဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေခဲ့ပါတယ်။ဘိုက်ကြီးနေမှမသိအောင်ဖုံးကွယ်ရင်ကျောင်းကိုအရင်လိုပဲသွားခဲ့ပါတယ်။ပုံမှန်ကျောင်းသူတယောက်အတိုင်းပဲစာလေ့လာရင်သူမဖြစ်ပျက်နေရတွေကိုဖုံးကွယ်ထားခဲ့ပါတယ်။1995ခုနှစ်မေလမှာတော့ရှင်ကကျမ်းမာတဲ့သမီးမိန်းကလေးကိုရှန်ရဲ့တိုက်ခန်းမှာပဲအောင်မြင်စွာနဲ့မွေးဖွားခဲ့ပါတယ်။ဒါတွေအားလုံးကိုသူမတယောက်တည်းပဲရင်ဆိုင်ခဲ့ရတာပါ။သူမကလေးမွေးတဲ့အချိန်မှာရှန်ကရှိနေတယ်ဆိုပေမဲ့လည်းသူကအစကတည်းကကလေးကိုမလိုချင်ခဲ့တယ်လို့ကလေးမွေးလာခဲ့ရင်လည်းရှင်ရဲ့မျိုးရိုးနာမည်ကိုသာပေးဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကသူ့သမီးနဲ့ပတ်သက်ဆက်နွယ်နေတာမျိုးကိုအလိုမရှိလို့ပါ။ဒါကြောင့်လေကလေးရဲ့နာမည်ကရှင်ဝင်ယူဖြစ်လာခဲ့ပါတယ်။ရှန်ကကလေးကိုစေးရုံအပြင်ဘက်မှာတွားလွှင့်ပြစ်မလားဒါမှမဟုတ်သူမရဲ့မိဘအိမ်မှာပဲခေါ်ပြီးတော့ကလေးကိုကျွေးမွေးစောင့်ရှောက်မလားဆိုပြီးမေးခဲ့တာပါ။ရှင်ကသူမမှာကလေးရှိနေပြီဆိုတာကိုသူမမိဘတွေကိုမသိစေချင်တာကြောင့်ကလေးလေးကိုသူ့ရဲ့အိမ်မှာပဲကျွေးမွေးစောင့်ရှောက်ခွင့်ပေးဖို့ရှန်ကိုတောင်းပန်ခဲ့ပါတယ်။အနောက်မှာတော့ရှန်ကအင်တင်တင်နဲ့ပဲသဘောတူခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရင်ကမနှက်ဆိုကျောင်းကိုသွားလိုက်ညနေဆိုရှန်ရဲ့အခန်းကိုလာပြီးချက်ပြုတ်အဝတ်လျှော်တန်ရှင်းရေးလုပ်ကလေးကိုကြည့်ချူဆောင်ရှောက်နဲ့အရန်ကိုပြာရခက်စွာအလုပ်များခဲ့ရပါတယ်။ညဘက်မှာတော့ကလေးကိုရှန်နဲ့အတူထားခဲ့ပြီးသူမကမိဘအိမ်ကိုပြန်ရပြန်ပါတယ်။ရှန်စီကတော့အကူအညီအနှင်းငယ်လောက်သာရခဲ့ပြီးသူကတော့အိမ်ပြင်ထွက်ပြီးသူစိတ်ပျော်ရာကိုလုပ်နေခဲ့ပါတယ်။ကလေး6လအရွယ်ကိုရောက်တဲ့အခါမှာတော့ရှင်ကသူမစာလိလာတာကိုပိုအာယုံစိုက်ချင်တဲ့အတွက်တီးတက်နေချင်ကြောင်းကိုသူမရဲ့မိဘတွေကိုပြောခဲ့ပါတယ်။မိဘတွေကလည်းသဘောတူခဲ့ကြပါတယ်။ဒီတော့သူမနဲ့ရှန်တို့ဟာအချိန်ပြည့်အတူရှိလာခဲ့ပြီးဒါကအခြေအနေကိုအဆိုးဆုံးဖြစ်လာစေခဲ့တာပါ။ရှန်ကခဏတာဒေါသကြီးတတ်တဲ့လူစားမျိုးဖြစ်ပြီးတနေ့အလုပ်လေးမရှိသွားစရာနေရာလည်းမရှိနဲ့ဆိုတော့သူ့ရဲ့ခါးသီးမှုတွေကရေခနဲ့ကလေးစီကိုပုံကျလာခဲ့ပါတယ်။အစပိုင်းမှာတော့ရေကိုအောင်ငေါက်တာလုပ်ပေမဲ့တဖြည်းဖြည်းနဲ့ရိုင်းလက်တာတွေအထိပါဖြစ်လာခဲ့တာပါ။သူမဒါကိုတီးခံခဲ့ပါတယ်။တကယ်လို့သူမဒါကိုမကျေနပ်လို့ပြဿနာရှာရင်ရှန်ရဲ့ဒေါသတွေကကလေးစီရောက်သွားမှာကိုသိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဆေကျော်သက်ကောင်မလေးတယောက်အနေနဲ့အရန်လေးလံတဲ့ဝန်ထုတ်ကြီးကိုထမ်းပိုးထားရရုံသာမကအရွေရောက်ပြီးသူအမျိုးသားတယောက်စီကနေအနိုင်ကျင့်မှုကိုခံနေရပေမဲ့သူမမှာတီးခံရုံကလွေးပြီးတော့ဘာမှလုပ်လို့ရတာရှိမနေပါဘူး။သူမကဒီနေရာကနေထွက်သွားဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့လည်းရှန်စီမှာအတိမိတ်ဆွေတငယ်ချင်းတွေအများကြီးရှိနေတာကြောင့်သူမပျောက်သွားတဲ့အချိန်တိုင်းပြန်ရှာတွေ့ခဲ့ကြပါတယ်။ဒီတော့သူမရဲ့ဘဝကတကယ့်ကိုမျောလင်းချက်မိနေတဲ့အခြေအနေမျိုးပါ။ထမျက်တဲ့ရင်ကအမတ်ကောင်းတောင်းနဲ့တက္ကသိုလ်ဝင်ခွင့်ရခဲ့ပေမဲ့သူမမှာပတ်စံမရှိတဲ့အတွက်ဘာမှမတတ်နိုင်ခဲ့ပါဘူး။1998ခုနှစ်မှာတော့ရင်ကသူမရဲ့လွတ်လပ်မှုတွေကိုကိုယ်တိုင်ရှာဖွေလာခဲ့ပြီးရှန်မရှိပဲသူမဘဝကိုကောင်းမွန်စွာနေထိုင်နိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။1998ခုနှစ်တရုတ်နှစ်တကူမှာတော့ရှင်ကသူမဦးလေးဖြစ်သူရဲ့ဆိုင်မှာကူညီလောက်ကင်ပေးရင်ပကြီးစရာတယောက်ဖြစ်တဲ့လောင်ကွမ်ဝါနဲ့တွေ့ဆုံခဲ့ပြီးသူတို့နှစ်ယောက်ချစ်ကြိုက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာပေါ့ပါပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်ပြီးတော့ဒါကရင်ပေတုံးကမှမရဘူးတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ဒါပေမဲ့လအနှင်းငယ်အကြာမှာတော့ရင်ကဒီဆက်ဆံရေးကိုရပ်တန့်ခဲ့ပါတယ်။တကယ်လို့ရှန်တိသွားခဲ့ရင်ဆိုတဲ့အတွေးကြောင့်ပါ။ဒါပေမဲ့သူမနဲ့လောက်တို့ကတငယ်ချင်းတွေအဖြစ်ဆက်လက်ရှိနေခဲ့ကြပါတယ်။
1998 April မှာတော့ရှင်ကသူမရဲ့ညီမဖြစ်သူနဲ့အတူ shopping ထွက်ရင် Shang Sang Han ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ Shang ကနုညံ့သိမ်မွေ့ပြီးတော့ဆွဲဆောင်မှုရှိသူတစ်ယောက်ပါ။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတည်မြဲနေခဲ့ပြီးတော့ရှင်ကပထမဆုံးအကြိမ်အဖြစ် Shang ကိုထားခဲ့ဖို့အလေးအနက်စဉ်းစားလာခဲ့ပါတယ်။အနောက်မှာတော့ရှင်ကကြိုတင်ပြင်ဆင်မှုတွေကိုတိတ်တိတ်လေးစီစဉ်နေခဲ့တာပါ။ဒါပေမဲ့ဒါကို Shang တတိထားမိနေခဲ့ပါတယ်။တကယ်တော့သူကသူမကိုအချိန်တိုင်းဆောင်ကြည့်နေခဲ့တာပါ။သူမတငယ်ချင်းတွေနဲ့အပြင်သွားမယ်ပြောတဲ့အချိန်သူမဘယ်လိုပုံစံမျိုးအဝတ်အစားဝတ်ဆင်ထားတယ်။နောက်ပြီးသူနဲ့စကားပြောတဲ့အချိန်သူမကအကြည့်တွေကိုလွှဲထားခဲ့တာစတာတွေကိုရှန်တတိထားစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားမှာစကားများရန်ဖြစ်တာတွေလည်းပုံမများလာခဲ့ပြီးတော့ရှန်ကရင်းအပေါ်အကြမ်းဖက်မှုတွေကလည်းပိုပြီးဆိုးဝါးလာခဲ့ပါတယ်။1999ခုနှစ် February 9 ရက်နေ့ညနေမှာရှန်ကလောင်နဲ့အတူအပြင်သွားခဲ့ပြီးအရက်တွေတောက်စကားတွေပြောကြရင်စကားဝိုင်းကရင်းအကြောင်းကိုရောက်သွားခဲ့ပါတယ်။ရှန်ကရင်းသူ့အပေါ်ဖောက်ပြန်နေတယ်ဆိုတာကိုသူတန်တရားဝင်နေကြောင်းကိုလောင်ကိုပြောပြတဲ့အခါမှာတော့လောင်ကသူ့ရင်းကိုတခြားအမျိုးသားတစ်ယောက်နဲ့လမ်းမှာတွေ့လိုက်ပြီးတော့သူတို့နှစ်ယောက်ကအရန်ကိုရင်းနှီးနေတဲ့ပုံပေါ်တယ်။နောက်ပြီးတငယ်ချင်းတွေလို့ပြောရအောင်လေသူတို့ကိုကြည့်ရတာအရန်နီးကပ်လွန်းနေတယ်လို့ပြောပြခဲ့တာပါ။ February 10 ရက်နေ့မနက်အစောပိုင်းမှာကလေးလေးကအိတ်နေတဲ့အချိန်ရှန်ကအိမ်ပြန်ရောက်လာတာနဲ့ချက်ချင်းရင့်ကိုသူတိလာခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမေးမြန်းခဲ့ပါတယ်။ရင့်ကဒါကိုညှင်းဆို့ခဲ့ပြီးတော့တန်တရားလွန်ကင်းနေတဲ့သူလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ရှန်ကရင်ကိုရိုက်နှက်ခဲ့တာပါ။ရှင်ကထိုင်နေရာကနေထလိုက်ပြီးသူမလက်လန်းမီယာပစ္စည်းတစ်ခုခုကိုလမ်းဆွဲလိုက်ပြီးတဲ့နောက်ရှန်ကိုအဲ့ဒီပစ္စည်းနဲ့အဆက်မပြတ်ပြန်ရိုက်ပစ်ခဲ့ပါတယ်။၄နှစ်တာသူမရဲ့တိခတ်မှုတွေကောင်ဆောင်သွားဟန်တူပြီးအရင်ကတော့ရှန်ရိုက်တဲ့အချိန်တိုင်းရင်ကထွက်ပြေးခဲ့ပေမဲ့ရှန်ကလိုက်ဖမ်းကရိုက်နှက်ခဲ့ပူတာပါ။ဒီတစ်ချိန်မှာတော့ရင်ကရှန်လေးကြပြီးပြန်မထလာတော့တဲ့အထီကိုရိုက်ပစ်လိုက်တာပါ။သွေးတွေကနံရံတွေပါဆင်သွားခဲ့ပါတယ်။ကျမ်းပြင်မှာလဲကျနေတဲ့ရှန်ကိုကြည့်ရင်ရင်ကပူဆွေးဝန်းနေမှုနဲ့စိတ်သက်သာရာရမှုနှမျိုးလုံးကိုတပြိုင်တည်းခံစားခဲ့ရပါတယ်။အတွင်းခန်းတကားကအနှင်းငယ်ပွင့်နေပြီးတော့ဒီအဖြစ်ပြက်တစ်ခုလုံးကိုသူမသမီးလေးချောင်းကြည့်နေခဲ့တယ်ဆိုတာကိုရှင်တယောက်တတိမထားမိခဲ့ပါဘူး။နောက်ပိုင်းမှာစုံစမ်းစစ်ဆေးမှုအရရှန်တေဆုံးတာဟာဒဏ်ရာကြောင့်မဟုတ်ပဲသွေးထွက်လွန်ပြီးတော့တေဆုံးသွားခဲ့တာဖြစ်ပါတယ်။တကယ်တော့ရှန်ရဲ့တငယ်ချင်းလောက်ရောက်လာတဲ့အချိန်မှာရှင်ကသွေးအိုင်သေးရက်ရင်တိုက်ခန်းထဲမှာဖြစ်ပျက်နေတာတွေကိုလောက်မမြင်အောင်တကားကိုအနှင်းငယ်သာဟထားခဲ့ပြီးရှောင်မရှိဘူးပြန်တော့လို့ပြောနေခဲ့တာဖြစ်ပါတယ်။ရှင်ကသူမသာအဖမ်းခံရရင်သူမရဲ့သမီးလေးမှာဘသူမှရှိတော့မှာမဟုတ်ဘူးလို့တွင်ရင်ရှောင်ရဲ့အလောင်းကိုဖျောက်ဖို့စဉ်းစားခဲ့ပါတယ်။အခန်းထဲမှာရှိနေတဲ့တန်တစ်တာကြီးကိုကြည့်ရင်ရှောင်ကိုဒီအထဲကိုထည့်ဖို့မဆက်နိုင်ပါဘူး။ဒီတော့အစကတည်းကထက်မြက်တဲ့ရှင်ကသူမဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းသဘောပေါက်လိုက်ပါတယ်။ဒါပေမဲ့ညကအရန်ကိုနှက်နေပြီဖြစ်တဲ့အတွက်သူမရှောင်ရဲ့အလောင်းကိုအဝတ်စနဲ့ဖုံးထားပြီးအိပ်ယာဝင်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ရှင်ကသမီးလေးကိုခေါ်ပြီးစားတောင်းဆိုင်တစ်ဆိုင်မှာမနက်စာစားခဲ့ပါတယ်။သူမအေးဆေးဆေးတီတီငိမ့်ငိမ့်ပဲနက်စာစားခဲ့တာပါ။အပြန်လမ်းမှာတော့စားထုတ်တွေအများကြီးကိုဝယ်လာခဲ့ပါတယ်။ရှင်ရဲ့အကြံကတော့ရိုးချစ်ပါတယ်။အသားတွေကိုမပုတ်တော့အောင်စားနဲ့သိပ်ပြီးအနက်မထွက်အောင်ထိန်းထားဖို့ပါ။အိမ်ရောက်တဲ့အချိန်ရှင်ကရှန်ရဲ့ဘိုက်ကနေစဖြတ်တောက်ခဲ့တာပါ။ဒါပေမဲ့ဓာတ်ကအရန်ကိုတုံးနေတဲ့အတွက်အဆင်မပြေနိုင်ဘူးဆိုတာကိုသူမသဘောပေါက်လိုက်ပါတယ်။အနောက်မှာတော့သူမကလောင်ကွမ်ဝမ်ကိုဖုန်းခေါ်ခဲ့တာပါ။သူမလူတက်လိုက်ကြောင်းဝန်ခံတာမဟုတ်ပဲတငယ်ချင်းဇေဝေနာမည်ကိုအတုံးချပြီးပစ္စည်းပြောင်းဖို့သူမအကူအညီလိုနေကြောင်းပြောခဲ့တာပါ။လောင်ကမနက်9 နာရီမှာရှင်စီရောက်လာခဲ့ပြီးနောက်ရှင်ကိုတခြားမိန်းကလေးတစ်ယောက်နဲ့တစ်သားလေဟာတကူပုံနှပုံတို့နဲ့အတူတွေ့လိုက်ရပါတယ်။လောင်ကဘာမှမမေးဖို့ဆုံးဖြတ်ထားပြီးသူမတို့ကိုရန်လောင်ကိုကားမောင်းပို့ခဲ့ပါတယ်။ရှင်နဲ့စီဝေတို့ဟာပစ္စည်းတွေပြောင်းရွှေ့ခဲ့ကြပါတယ်။အပြန်လမ်းမှာတော့ရှင်ကသူမရဲ့အိမ်မှာဓာတ်ကျိုးသွားတာကြောင့်စက်သားလိဖို့ဓာတ်အစ်တစ်ချောင်းနဲ့ကက်ကြီးတက်လက်လိုနေကြောင်းပြောခဲ့တာပါ။လောင်ကဘာမှမတွေးပဲရှင်လိုတာတွေကိုကုညီဝေပေးခဲ့ပြီးသူမကိုပြန်ဖို့ဟာသူကတော့အိမ်ပြန်ခဲ့ပါတယ်။ရှင်ကအခန်းကိုပြန်ရောက်တာနဲ့ချက်ချင်းရှန်ရဲ့ဘေဘက်လက်နဲ့ဘေဘက်ခြေထောက်တွေကိုဖြတ်တောက်ပြီးပလတ်စတစ်အိတ်ထဲထည့်ခဲ့ပါတယ်။ကျန်တဲ့ခန္ဓာကိုယ်တွေကိုတော့တန်တစ်တာထဲမှာထည့်ပြီးအပေါ်ကနေစားတွေလောင်ချခဲ့တာပါအလောင်းတစ်ခုလုံးမြုပ်သွားအောင်ဒီစားတွေကိုလောင်ချပြီးတဲ့နောက်အဖုံးကိုပိတ်လိုက်ပါတယ်ရက်အနှင်းငယ်ကြတဲ့အထိအခန်းထဲမှာဒီတစ်တာကြီးကိုထားပြီး
ချက်ပြုတ်တာတန်ရှင်းရေးလုပ်တာစတဲ့သူမလုံးနေကြအလုပ်တွေကိုဘာမှမဖြစ်ခဲ့တယ်လို့ပဲရှင်ကလှုပ်ဆောင်နေခဲ့တာပါအစပိုင်းမှာတော့အနက်ထွက်တာမျိုးလည်းမရှိခဲ့ပါဘူးတရင်ခွင်မှာတော့ရှင်ကကိုယ့်ကိုယ်ခုခံကာကွယ်ရင်ရှန်ကိုတက်မိသွားတာလို့ထွက်ဆိုခဲ့ပါတယ်နှစ်ပေါင်းများစွာညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့အလိုမတူပဲကျူးလွန်မှုတွေကြောင့်ခုလိုဖြစ်ရတာလို့ပြောကြားခဲ့ပြီးအလောင်းကိုသူမဖျောက်ဖျက်ပစ်ဖို့ကြိုးစားတာမဟုတ်ပဲသူမသမီးလေးတွေ့သွားမှာကိုမလိုလားတဲ့မိခင်တယောက်ကခုလိုမျိုးလုပ်ခဲ့တာလို့ဆိုပါတယ်အချိန်ခဏနာရီလောက်သုံးသက်ဆွေးနွေးပြီးတဲ့နောက်မှာတော့တရားသူကြီးကကြံစီခြင်းမရှိပဲမတော်တဆလူသေးဆုံးမှုနဲ့အလောင်းကိုမဖျောက်ဖျက်ပဲဒီတိုင်းထားတာတွေကြောင့်သူမကိုလူသက်သမားလို့မသတ်မှတ်ခဲ့ပါဘူးတရားရုံးကနေရင်ကိုထောင်ဒဏ်10နှစ်ချမှတ်ခဲ့ပြီးသမီးဖြစ်သူဝင်ယူကိုတော့မိဘမိခင်ဟာကိုပို့ခဲ့ကြပါတယ်အချိန်တွေကုန်လွန်သွားပြီးတနေ့မှာတော့ဝင်ယူကိုမွေးစားဖို့မိသားစုတစုကခေါ်ဆောင်သွားခဲ့ကြပါတယ်နှစ်တွေကြာသွားပေမဲ့ဝင်ယူကတော့သူမရဲ့အမေရင်းကိုစောင့်နေသေးပါ10နှစ်ကြာပြီးတဲ့နောက်ရှင်ပြန်လွတ်လာတဲ့အချိန်မှာတော့သူမရဲ့သမီးဖြစ်သူဝင်ယူကိုပြန်လေခေါ်ယူစောင့်ချောက်ဖို့ရှင်ကညှင်းဆိုခဲ့ပါတယ်အမေဖြစ်သူဟာသူမရဲ့အဖေဖြစ်သူကိုရရဆက်ဆက်တပ်ပစ်လိုက်တဲ့မြင်ကွင်းကိုမြင်ခဲ့ရပြီးတဖန်မိခင်ရင်းစီကနေညှင်းဆိုမှုကိုခံခဲ့ရတဲ့ဝင်ယူဟာဆေးဆွဲခဲ့ပြီးတဲ့နောက်သူမရဲ့မွေးစားမိဘတွေကဝင်ယူကိုညာတာပေးဖို့တရားရုံးကိုစာရေးတောင်းဆိုခဲ့ကြပါတယ်အနောက်မှာတော့ဝီယူကထောင်ထဲမှာ9နှစ်နဲ့8လနေခဲ့ရပါတယ်။ဒါကတော့ဝန်းနေစရာကောင်းတဲ့ဇလန်းတစ်ပုဒ်ပါ။ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ကသူ့အပေါ်မကောင်းတဲ့လူတစ်ယောက်ကြောင့်ဘဝပြတ်ခဲ့ရပြီးနောက်ဆုံးမှာတော့အားလုံးအတူတူပျက်စီးခဲ့ကြရပါတယ်။နောက်ပြီးအမျိုးသမီးတွေရဲ့ကလေးစားကတကယ့်ကိုကြောက်စရာကောင်းလွန်ပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။